ထူဇလန်းအစမှာတော့ချမ်းစိတ်နေတဲ့ညကြီးမှာကောင်မလေးတယောက်ကလမ်းဘေးမှာမူးပြီးချမ်းနေဆရာရဲ့ကျမကိုပြစ်မသွားပါနဲ့ဆိုပြီးရောင်းနေရှာတာပါအဲ့ဒါကိုစိတ်သဘောထားကောင်းတဲ့ကိုထွားကြီးကတွေ့သွားပြီးဒီမှာအိမ်ရင်ခဲပြီးတေသွားလိမ့်မယ်ဟိုးအရက်နံကလည်းနန်းဟောင်းနေတာပဲညီမလေးထပါအောင်ဆိုပြီးနှိုးပေမဲ့မရတဲ့အဆုံးကြောဖို့ခေါ်လာခဲ့ပါတယ်လမ်းမှာတော့ကောင်မလေးကကိုထွားကြီးကြောပေါ်မှာအန်ချပစ်လိုက်ပါတယ်မနဲ့လင်းလို့ကောင်မလေးနိုးလာတော့ငါမင်းညကဘလောက်တောင်တောက်လိုက်မိလဲဆိုပြီးညီးနေတော့ကိုထွားကြီးကိုမြင်ပြီးလန့်ဖြန့်သွားပါတယ်ရှင်ဘသူလဲကျမကိုဘာလုပ်လိုက်လဲဆိုပြီးရန်တွေ့တော့ကိုထွားကြီးကဒီလိုဖြစ်မယ်မှန်းသိရင်လမ်းမှာပဲပြစ်ထားခဲ့ပါတယ်မင်းအန်ထားလို့အဝတ်စားလဲပေးတာဘာမှမလုပ်ဘူးလို့ပြောပါတယ် ကောင်မလေးကဒါဆိုရှင်အကုတ်မြင်သွားတာပေါ့ကျမကအပြိုစင်လေးရှိသေးတာကိုလို့ရှက်ကူးရှက်ကန်းပြောတဲ့အခါကိုထွားကြီးကအေးပါမင်းရဲ့အတွင်းခံပေါင်းမီကိုကြည်ကြတဲ့ကအပြိုစင်မှန်းတိတာပါတယ်ကွာဆိုပြီးပြန်ပြောပုံကတကယ်ကိုရဲချင်းစရာပါပဲပြီးတော့မကြည်နိုင်ရင်ရဲတိုင်ငါအလုတ်သွားပြီဆိုပြီးထွက်သွားပါတော့တယ်